ပြန်ဘက်အသင်းကဒီလိုမျိုး wide area ကိုလွှတ်ထားမယ်ဒီကောင်တွေကိုဖြစ်တင်ပေါ်ပေးတင်လိုက်အဲ့လိုခန်းစစ်ကစားပုံနဲ့ကစားလာရင်ပေါ်တူဂီတက်စစ်ကစကားမပြောတတ်တော့ကဘာဖလားကအခုမှဒီပထမဆုံးအပတ် round 1ပဲရှိနေတာပေါ့တပွဲပဲကန်ရသေးတာဟုတ်ဒီလိုချိန်မှာကျွန်တော်တို့ကဒီတခြားအသင်းတွေကိုစကားအကုန်ပြောလို့မရသေးဘူးဒါပေမဲ့ဒီပေါ်တူဂီအသင်းကိုတော့ပြောလို့ရတယ်ဘာဖြစ်လို့လဲအရန်ကိုတိတာနေလို့တိတာနေတဲ့အရာကိုပြင်နိုင်ရင်တော့ပေါ်တူဂီအသင်းကဖြစ်နိုင်ပါတယ်ကျွန်တော်လည်းဒီကဘာဖလားမှာပေါ်တူဂီကိုဖြစ်စေခြင်းနဲ့လူတွေထဲမှာပါတယ်ကျွန်တော်ပေါ်တူဂီကိုဒီကဘာဖလားမှာကြိုက်ပါတယ်ဒါပေမဲ့လည်းအရင်ကဘာဖလားကပုံစံမျိုးတွေပေါ်တူဂီမှာပြန်ပြီးတော့ပြင်နေရတယ်ပေါ့နော်အဲ့ဒါတော့တိတ်တော့အဆင်မပြေဘူးတခြားသင်းတွေလိုပဲဒီကဘာဖလားမှာဒီပေါ်တူဂီတဲ့ဒီ low block တွေနဲ့တွေ့ရင်တိုင်ပတ်တယ်ကျွန်တော်ကတော့ဒီလက်ရှိပေါ်တူဂီအသင်းကဒီ low block တွေကိုဖြေနိုင်ပြီလို့ထင်ထားတာဒါပေမဲ့မဟုတ်ဘူး low block တွေကိုဘယ်လိုဖြည့်ရှင်းလို့ရလဲဆိုရင်ဒီတောင်ပန်တွေမှာဒီလူအပိုထည့်ပြီးတော့တစ်ဖက်ရဲ့ margin တွေကိုဆွဲထုတ်ပြီးတော့လမ်းကြောင်းဖော်တာမျိုးပေါ့နော်အဲ့လိုမျိုးဖြည့်ရှင်းလို့ရတယ်ပြီးသွားတဲ့အခါမှာဝေးကန်ချက်နဲ့ဖြည့်ရှင်းလို့ရတယ်ဖြတ်တင်မဟုတ်ရင်လည်းဖြည့်ရှင်းလို့ရတယ်ဒီနေ့ပွဲမှာဒီပေါ်တူဂီကအပေါ်က3ခုလုံးကိုလုပ်ကြည့်တယ်စူးစမ်းခဲ့တယ်ဒါပေမဲ့မဖြစ်ခဲ့ဘူးပေါ့နော် low block ကိုဖြည့်တဲ့အခါဖြည့်တဲ့ပုံစံတွေကလေအဲ့ဒါကျွန်တော်ရှောက်ပြောတာမဟုတ်ဘူးအဲ့ဒါကဒီနိုင်ငံတကာမှာရောဒီတခြားအသင်းတွေရောလုံနေတဲ့ပုံစံလုံနေတဲ့ဟာကိုပြန်ပြီးတော့ရေးထားတဲ့ဟာတွေကိုလိုက်ဖက်ပြီးတော့တိလာတယ်အဲ့ဒါလည်းပို့ပြီးကောင်းတဲ့ဖြည့်ရှင်းတဲ့နီးတနည်းအကြတော့ဒီတောင်ပန်မှာလင်ခောက်ကြော်ဖြတ်နိုင်တဲ့လူအဲ့လိုမဟုတ်ရင်တော့ဘောလုံးထွက်လာမယ့်လူဘောလုံးထည့်ပေးမယ့်လူပေါ့နော်အဲ့လိုတောင်ပန်ကစားမတယောက်ရှိရင်ဖြည့်ရှင်းလို့ရတယ်လင်ခောက်ကြော်ဖြတ်တဲ့လူကလည်းဒီသူ့အနေနဲ့အနည်းဆုံးပေါ့နော်ဒီပြန်ဘက်ခံစစ်တွေကတယောက်ကိုအနည်းဆုံးကြော်နေတဲ့လူမျိုးအမြဲတမ်းမှွေနေမဲ့လူမျိုးအဲ့လိုလူမျိုးတယောက်ပါရင်ပြင်ဘက်ခံစစ်ကပြို့တယ်အဲ့လိုမှမဟုတ်ဘူးဒီသူကတောင်မှာဆော့တယ်ဆိုပေမဲ့သူကဘောလုံးထွက်တယ်ဘောလုံးဆင်ပေးနိုင်တယ်ရှိရဆိုရင်ဒါကျွန်တော်တို့ဖြစ်နိုင်တယ်ပေါ့နော်မြင်တာအောင်ပြောရရင်ဒီလမိုင်းရမဲနဲ့ ODC ဗျအဲ့လိုကစားမမျိုးပြောချင်တာပေါ်တူဂီရဲ့တောင်ပန်ကစားမတွေကိုကြည့်လိုက်မယ်ဆိုရင်တော့အဲ့လိုဘောလုံးထည့်ပြီးရဆိုတာလည်းဒီကြော်ပြီးမယ်ရုံးမယ်ဆိုတဲ့ဒီလင်းခေါက်မယ်ပေါ့နော်အဲ့လိုဘယ်မျိုးပို့ပြီးတော့သွားတယ်ပေါ်တူဂီနီးပြဒီမာတီနက်လည်းဒီရာဖေလီယိုထည့်ပြီးတော့ဖြည့်ရှင်းမှုကြိုးစားတယ်ပြီးတော့ကော်စီကာအောင်နဲ့ရုံးကိုင်းတယ်ပေါ့နော်အရင်တော့မဖြစ်လာဘူးဆိုတော့ဒီတောင်ပန်မှာအဲ့လိုမျိုးတယောက်ပေါ့နော်ရှိဖို့လိုတယ်ရှိမှပဲရမယ်မဟုတ်ရင်တော့စောစီးကျွန်တော်တို့မိထားလိုက်တာပို့ပြီးတော့ကောင်းမယ်လို့ကျွန်တော်ကတော့ထင်တယ်ပြန်ဘက်အသင်းကဒီလိုမျိုး wide area ကိုလွှတ်ထားမယ်ဒီကောင်တွေကိုဖြစ်တင်ပေါ်ပေးတင်လိုက်အဲ့လိုခန်းစစ်ကစားပုံနဲ့ကစားလာရင်ပေါ်တူဂီတက်စစ်ကစကားမပြောတတ်တော့ပေါ်တူဂီကွန်းလေလူကြီးကောင်းတာမှန်တယ်လူပေးကောင်းတဲ့လူတွေရှိရင်အရှိမှလည်းလူမျိုးပြေးထွက်မဲ့လူတွေလင်ခောက်မဲ့လူတွေအဲ့လိုလူတွေလည်းရှိဖို့လိုသေးတယ်ဒီကြားထဲမှာဒီ counter pressing တွေကလည်းတိတ်ပြီးတော့အားရစရာမကောင်းဘူးပြန်ပဲတန်မြတ်စစ်တွေကိုလွယ်လွယ်ကူကူပဲလွတ်လွတ်လပ်တော့ပေးသွားနေရမျိုးတွေမြင်ရတယ်ကာဗယ်ဟိုလိုမျိုးလူတယောက်ပေါ့နော်နီးပြဖွဲ့ထဲမှာပါလာတာတော့မှပေါ်တူဂီရဲ့ဒီခန်းစစ်ကစားပုံမှာတိတ်ပြီးတော့အဆင်ပြေမနေဘူးအမြင်ပေါ်အားနည်းချက်ကလည်းရှိသေးတယ်လို့ကျွန်တော်ခံစားရတယ်ပြီးခဲ့တဲ့ကမ္ဘာဖလားမှာလည်းမော်ရိုကိုကအမြင်ပေါ်နဲ့ပဲတီးသွားတာအောက်ဒရိတ်လည်းအဲ့ဒီအားနည်းချက်ကြီးကဒီတိုင်းပါလာတယ်လို့ကိုကျွန်တော်မြင်နေရတယ်ပေါ့နော်ရိုနယ်ဒိုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့သူ့အနေနဲ့ဒီတခြားအသင်းပေါ်တွေကိုယုံကြည်ဖို့တင့်ပြီဆိုလိုချင်တဲ့အိဗယ်ကသူဂိုးသွင်းမှဖြစ်တဲ့အသင်းမဟုတ်တော့ဘူးသူဂိုးမသွင်းလည်းဖြစ်တဲ့အသင်းပေါ့နော်အဲ့တော့သူ့အနေနဲ့အယောင်ပြပုံစံမျိုးတစ်ဖက်မာကင်တွေကိုဆွဲခေါ်တဲ့ပုံစံမျိုးတခြားကစားသမားတွေနေရာလို့ရအောင်ပေါ့နော်ကစားပေးတဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုး sacrifice play ပေါ့အဲ့လိုမျိုးကစားလာမယ်ဆိုရင်ပေါ်တူဂီတက်ဆက်ကအခုတည်းပို့ပြီးကောင်းနိုင်တယ်ဥဇဘက်ကစ္စတန်နဲ့ပွဲမှာလည်းဒီပုံစံမျိုးပဲပိတ်ကစားအောင်ပါပဲဒါပေမဲ့အဲ့ပွဲမှာတော့ပေါ်တူဂီတဲ့အဖြေရှာတွေ့ပါသေးပေါ့ကျွန်တော်အဲ့လိုပဲမျှော်လင့်ပါတယ်မြန်မာလိုကြီးဘောလုံးပွဲတွေကစားခြင်းနဲ့ဆိုရင် Sport A ဆောင် application ရှိပါတယ် application တွေကိုဝင်လိုက်တာနဲ့နားလည်လွယ်အောင်လုပ်ပေးတာဆိုတော့မှားပြီးကစားမိတာမျိုးဖြစ်ဖို့ရာခိုင်နှုန်းအရန်ကိုနည်းပါတယ် Sport A ဆောင်မှာ body မောင်းပပိုင်းစုံမဒါတွေကိုလာရောက်ကစားလို့ရပါတယ်အဲ့ဒါတွေကိုလည်းမြန်မာလိုပဲရေးပေးတာဆိုတော့ AC ဝင်ပြီးတော့ကစားရုံပါပဲအကောက်ဖွင့်ခြင်းနဲ့ဆိုရင်မြန်မာငွေကျပ်9000 1000ကနေစပြီးတော့ကစားလို့ရတယ်ထိုင်းဘတ်ဆိုရင်တော့ဗတ်တရားနေစပြီးတော့အကောက်ဖွင့်လို့ရပါတယ် body ဆိုရင်လည်းဒီမြန်မာငွေ1000ကျပ်ကနေပြီးတော့10သိန်းအထိကစားလို့ရပါတယ်ကြံတဲ့ဒီပါပိုင်းစုံမမောင်းဒါတွေကိုလည်းမြန်မာငွေ1000ကျပ်တဲ့နဲ့စပြီးတော့ကစားလို့ရပါတယ်ဗျာဒါ
ဒါရင်းထဲမှာအားမရသေးဘူးဆက်ပြီးတော့ကစားကျင်သေးတယ်ဆိုရင်တော့ iBet ကိုလည်းကျွန်တော်စီမှာလာပြီးတော့ကစားလို့ဖြစ်ပါတယ် Viber နဲ့ Telegram ဖုန်းနံပါတ်0011112481 Viber နဲ့ Telegram ဖုန်းနံပါတ်00112481ကိုဆက်သွယ်စုံစမ်းပြီးတော့လာရောက်မေးမြန်းနိုင်ပါတယ်ကျွန်တော်ရဲ့ TikTok Messenger မှာလည်းဒီ Viber Telegram ဖုန်းနံပါတ်ကိုလာရောက်တောင်းယူလို့ဖြစ်ပါတယ်